နောက်တနေ့ရောက်တဲ့အခါသူတို့ကအရင်တုန်းကသူမရဲ့တင်တောင်းဝေ50ဘီလီယံကိုကုမ္ပဏီဘက်ခဏပြေးသုံးခိုင်းထားတာအဲ့ပတ်စံကကုမ္ပဏီဘက်မရောက်ဘူးအဲ့ကြောင့်ကုမ္ပဏီကပြစ်ကြဆုံးရှုံးတော့မှဆိုတဲ့စကားကြားတော့သူတို့ကအရန်လန့်ရင်သူမအိမ်ကနေထွက်သွားတယ်ဆိုတာသူတို့ကိုပတ်စံမပေးချင်လို့ပါဆိုပြီးပြောတော့ယောက်ျားလောင်းကသူမကိုကာကွယ်ပေးနေတယ်အဲ့ချိန်အမဖီတူကဟန်ဆောင်ရီသူညမ3ဖြုံးတယ်လေစီရင်တချို့ပြပြီးတော့သူညမကအဖေမှာမောင်လေးတွေလေးအနေတယ်ဆိုပြီးလိန်ပြောနေတယ်သူကအဲ့ဟာကိုကြားတော့မဖြစ်နိုင်ဘူးဆိုပြီးဖုန်းယူကြည့်တဲ့ချိန်အမဖီတူကသူမကိုမင်းနဲ့ဆေးဆက်တာကမင်းရဲ့ပတ်စံယူခြင်းလို့ဆိုပြီးအမျိုးမျိုးပြောနေတယ်သူကတော့မေယုံချင်းပဲမှာစစ်သေးတမျိုးလေးဖြစ်သွားတယ်နဝကြားပြီးနောက်သူမကသူမရဲ့ကျွန်းပေါ်မှာအရန်အေဂျင့်စွာဖြစ်သူအရန်ကြိုက်တဲ့ပန်းကြီးတွေဆွဲမိနေတယ်ပြီးတော့အရန်ချော့တဲ့ကောင်းလေးတစ်ယောက်လည်းရှိနေတယ်ဒီကောင်းလေးနဲ့သူ့ရဲ့မိဘကိုတော့သူမကယ်ခဲ့တာပါပြီးတော့ဒီကောင်းလေးကလည်းသူမကားတိုက်ခိုင်းရ၍စီယုံတက်နေတဲ့ချိန်တွေးလူပေးခဲ့တဲ့ကောင်းလေးခင်းနေပါတယ်သူတို့ကတော့အရန်အေဂျင့်စွာပျော်ရွှင်နေကြတယ်နောက်နေ့ရောက်တော့နာမီအရန်ကြီးပြီးအရန်တော်တဲ့ပန်းကြီးဆရာဘာဒီရှိလို့သူတို့အားလုံးကအဲ့ဘက်ကိုတွားကြတယ်အဲ့ချိန်မှာမထင်မှတ်ပဲယောက်ျားလောင်းကသူမကိုတွေးလိုက်တယ်လို့ဖြစ်၍ခေါင်းဖက်ကိုတွားမယ်ကြည့်တော့တကယ်ပဲသူမရောက်ရှိနေတယ်ဆိုတာကိုသိရတယ်အဲကြောင့်အဲ့ညမှာပဲသူမစီတွားပြီးသူမကိုသူနဲ့လိုက်ခဲ့ဖို့သူမသွားခဲ့ကြောင်သူမကိုအရင်ချစ်ကြောင်းတွေပြောပြီးသူနဲ့လိုက်ခဲ့ပါပြီးတော့ချက်ချင်းပဲမင်္ဂလာဆောင်ရအောင်ဆိုပြီးပြောနေတယ်အဲ့ချိန်မှာသူမကသူနဲ့ရှင်းရှင်းလင်းလင်းပြပြီးအကြောင်းပြောပြနေတဲ့ချိန်နောက်ကနေယောက်ျားအတန်းကြားရတော့သူကအရန်အံ့ဩပြီးသူဘသူလဲဆိုပြီးဝင်ကြည့်မလို့လို့တော့သူမကတားလိုက်တယ်သူကတော့တုံတိုးပြီးသူဘသူလဲမင်းဘာဖြစ်လို့သူနဲ့အတူနေတာလေမင်းရဲ့ယောက်ျားလောင်းကငါးပါဆိုပြီး80လက်စုပ်ကိုထုတ်ပေးတယ်သူမငါမင်းကိုမချစ်တော့ဘူးဆိုတာမင်းမြုံဖို့ကောဆိုပြီးလက်စုပ်ကိုအောက်ပေးချပြီးကျွန်တော်နဲ့နင်းပြတယ်တွေးပြီလားငါမင်းကိုမယူချင်တော့ဘူးအဲကြောင့်ငါနဲ့ဝေးဝေးနေပါဆိုပြီးတခါပေးလိုက်တယ်အဲ့ချိန်မှာယောက်ျားလောင်းကမင်းတကယ်ပဲကောင်းလေးအပ်နေတာလားအရင်ကသူတို့ပြောရေးချင်းငါမယုံခဲ့ဘူးမင်းဘလို့ဖြစ်လို့လောက်ရလိုက်တာလေးဆိုပြီးဝါနဲ့နေတာကိုသူမရဲ့မိဘတွေတွေ့တော့မင်းဘာဖြစ်နေရလဲလို့မေးတဲ့ချင်းသူမဒီအခန်းထဲမှာရှိကြောင်းပြောပြနေတယ်မိဘတွေသူမရှိကြောင်းကြားရပြီးအယမ်းစိတ်တို့တွေသူမကိုခေါ်မလို့လို့တော့အမဖြစ်သူကတားလိုက်တယ်အဲ့ကြောင့်နောက်မနေ့ရောက်တော့သူမအရှိရအောင်ဆိုပြီးဈေးအရန်ကြီးတဲ့ပန်းကြီးကိုက်ကိုခိုးပြီးသူမရဲ့အခန်းမှာသွားထည့်ထားတယ်အဲ့ဟာကိုဟိုကောင်လေးကတီးပြီးလူခေါ်ပြီးစောင့်ကြည့်ခိုင်းနေတယ်သူမပါတီတဲ့ရောက်ရှိလာတော့မိမတွေကသူ့ကိုအပိစာပြောတော့ကြတယ်အမေဖြစ်သူလည်းသူမကို90ဘီလီယံယူပြီးနှုတ်ဝက်လောက်ပုံသွားတယ်ဘာညာဆိုပြီးအဖြစ်ပြောနေတာသူမကတော့အေးအေးဆေးကဖြန်ပြောနေတော့သူတို့ကအရန်စိတ်တိုးလာကြတယ်ယောက်ျားလောင်းကမင်းညမင်းနဲ့အထူးအိတ်တယ်လူကဘသူနဲ့လဲမင်းအန်နေတဲ့ကောင်လေးဆိုပြီးထဲပြီးတော့သူမကငါရဲ့ကိုရဲကိုရာကိစ္စမင်းကိုပြောဖို့ဆရာလို့လားဆိုပြီးပြန်ပြောလိုက်တယ်အဲ့ချိန်မှာအမကအရင်ရိုးသားသလိုဟန်ဆောင်ပြီးမျက်နှာချိုးတွေနေနေတယ်သူမကအရေးမပါတဲ့စကားတွေဆက်မပြောချင်လို့တခြားနေရာဘက်သွားလိုက်တယ်အဲ့ချိန်မှာအမရောက်ရှိလာပြီးသူမကသူ့ကိုပါရိုက်သလိုလုပ်ပြီးလဲချသွားတယ်အမကထလာပြီးအရန်တိတက်တဲ့ကလေးလိုအဖေမေကိုချိပြီးညီမကိုအပြစ်မတင်နဲ့ကျမရဲ့အမပါဆိုပြီးပြောတော့အကူကသူမကိုအပြစ်တင်နေတယ်သူမကတော့သူဟန်ဆောင်နေတာမင်းကမကြည့်တတ်ကြဘူးလားလို့ပြောလိုက်တော့အဖေကသူမကိုပဲအပြစ်တင်နေသေးတယ်အမကတော့ညီမရဲ့ယောက်ျားလောင်းကိုကြည့်ပြီးသူမစီမှာလူတွေတီးလို့မဖြစ်တဲ့အကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါကြောင့်ကျမကအဲ့ဒါနဲ့အလဲလဲလို့မလို့ပြောတော့သူမကမခံနိုင်၍ငါ့ကိုပါရိုက်လိုက်တယ်ဆိုပြီးပြောတော့အခုဖြစ်သူကလူတီးလို့မရဘူးဆိုတာဘာကြောင့်လဲပြောပြကြည့်ဆိုပြီးမင်းနေတယ်အဖေဖြစ်သူလည်းပြောပြကြည့်ကိုလောက်တာကိုခံရမှာပဲဆိုပြီးအဖေနဲ့မင်းနှစ်ယောက်စလုံးကပြောပြခိုင်းနေတယ်အဲ့ချိန်မှာအမကအရန်နားလဲပေးတာတလို့လို့ဟန်ဆောင်ပြီးသူမကစေရာကြီးရဲ့အရန်စေးကြီးတဲ့ပကြီးတစ်ခုခိုးခဲ့တယ်ဆိုပြီးပြောလိုက်တော့အကုန်လုံးကအံ့ဩသွားတယ်ယောက်ျားလောင်းလည်းသူမကိုမင်းအမပြောတာတကယ်လားဆိုပြီးမေးတော့သူမကခရီးတီးနဲ့သူဘာပြောမင်းတို့ကယုံမှာပါပဲလို့ပြောလိုက်တော့အမကမင်းအခုလက်လျှော်လိုက်အချင်းမီတီးတယ်မင်းရဲ့ယောက်ျားလောင်းမင်းက9ဘီလီယံပေးတာကမင်းကကိုမိသားစုဖြစ်လို့မင်းကိုအပြစ်မတင်တာဒါပေမဲ့ဒီပန်းကြီးကတော့တန်ဖို့အရင်ရှိတဲ့ဆရာကြီးရဲ့ပန်းကြီးပါပြီးတော့ထောင်းတသားလုံးကြာနိုင်တယ်သူမကတော့လေးများလိုက်တာမယူဘူးဆိုမယူဘူးပဲဆိုပြီးပြောလိုက်တဲ့အချိန်မှာယောက်ျားလောင်းကသူမကိုယုံကြည်တယ်ဆိုပြီးအဆောင်တွေကိုခေါ်၍သူမရဲ့အခန်းမှာပုံရှင်းရှိတွားချကြည့်ခိုင်းတယ်အဆောင်တွေကသူမရဲ့အခန်းမှာဒီဟာတွေ့တယ်ဆိုပြီးပုံပြလိုက်တော့အကုန်လုံးကအံ့ဩပြီးတကယ်ပဲသူမပုံခိုးတာထင်ပြီးအဖေနဲ့အမေကရစရာတစ်စက်မှမရှိအောင်ဆိုငေါပြီးအမေကသူမကိုရိုက်မလို့လို့ဆရာကြီးကထွက်လာပြီးတားလိုက်တော့အဖေကအမဖြစ်သူကိုသူ့ညမဆရာကြီးရဲ့ပန်းကြီးခိုးခဲ့ကြောင်ရှင်းပြခိုင်းနေတယ်အမရှင်းပြနီးနော်ယောက်ျားလောင်းရောအမေရောအကိုရောအကုန်လုံးကအမဖြစ်သူအခုချိန်မှတော့အဲ့လောင်ထီရိုးသားနေတော့မယ်ဆိုပြီးပြောတော့ဆရာကြီးကအဲ့ဆိုသူမကိုဘယ်နှစ်လောက်ထောင်ကြခိုင်းမလဲလို့မေးလိုက်တော့အမဖြစ်သူက1020လောက်ကြာရင်ရပြီပြောလိုက်တာနဲ့ဆရာကြီးကကောင်းပြီအဲ့ဆိုသူ့အမကို1020ချလိုက်ပါဆိုပြီးပြောလိုက်တော့အမကဆရာကြီးကိုလူမနေရမဟုတ်လားလို့မေးတော့ဆရာကြီးကလူမမားဘူးမင်းကပြောတာလေအဲ့ချေအဖေနဲ့အမေအကိုရောအကုန်လုံးကအမဘဲတော့မှပစ္စည်းမခိုးတတ်ဘူးဆိုပြီးကာကွယ်ပေးနေကြလေအဲ့ချိန်မှာဆရာကြီးကသူမရဲ့ပစ္စည်းခိုးဆရာလားဆိုပြီးဘန်းကြီးနောက်မှာသူမကဆရာကြီးရဲ့တပည့်ဖစ်ကြောင်ရေးထားတဲ့စာကိုပြလိုက်တော့မှသူတို့ကမျက်လုံးအကြီးကြီးနဲ့အံ့ဩနေကြတယ်အဲ့ချိန်မှာအမကသူမကိုမင်းငါ့ကိုတမင်တက်တဲ့အဆက်ခွဲတာမို့လားလို့ပြောတာနဲ့ကောင်းလေးချောကရောက်ရှိလာ၍ဆရာကြီးရဲ့ဘန်းကြီးကိုသူ့အမခိုးတာကိုမြင်ခဲ့ကြောင်လာပြောပြတော့ပြီးတော့ကောင်းလေးချောကသူမကိုလက်ထက်ခွင့်တောင်းလိုက်တယ်အဲ့ချိန်မှာယောက်ျားလောင်းရောက်လာ၍သူတဘောမတူနဲ့ကျွန်တော်မားခဲ့တယ်ဆိုတော့ကျွန်တော်သိတယ်ကျွန်တော်အရင်ကအမားတွေအများကြီးလုပ်ခဲ့တယ်အမေကအများကြီးနာကျင်စေခဲ့တယ်ဒါပေမဲ့ကျွန်တော်အခုပြောင်းလဲဖို့အရင်စူးစမ်းနေတယ်
ငါရဲ့ဘဝမှာမင်းမရှိလို့မဖြစ်ဘူးငါမင်းကိုချစ်တဲ့အချက်ကဘရောမှမပြောင်းလဲဘူးအဲ့ကြောင့်ကျွန်တော်ကိုမင်းကိုပေးဆက်ဖို့အခွင့်အရေးနောက်တစ်ခေါက်ထပ်ပေးပါနော်ငါနှလုံးသားထဲမှာမင်းကိုလွမ်းလို့ယုံတော်မယ်ငါတောင်းဝတ်ပါတယ်အခွင့်အရေးနောက်တစ်ခေါက်ထပ်ပေးပါငါအထက်နဲ့ရင်ပြီးမင်းကိုချစ်သွား ကောင်လေးချောကမင်းတန့်လို့လားဆိုပြီးသူ့ရဲ့လိုက်ကိုဖယ်လိုက်တယ်သူမကသူ့ကိုအရန်နောက်ကျသွားပြီးဆိုပြီးကောင်လေးချောကိုသူ့ရဲ့လက်ထပ်ခွင်းတောင်းတာကိုသဘောတူကြောင်းပြောလိုက်တယ်ပြီးတော့သူတို့နှစ်ယောက်ကဖတ်ပြီးသူ့ရဲ့ရှေ့မှာနမ်းပြလိုက်တယ်ယောက်ျားလောင်းကမျက်ရည်တွေနဲ့ကိစ္စမရှိဘူးမင်းတို့နှစ်ယောက်ကွာရှင်းတဲ့နေ့အထိငါစောင့်နေမယ်ဆိုပြီးထွက်သွားလိုက်တယ်သူတို့နှစ်ယောက်ကတော့အရန်ပျော်ရွှင်နေကြတယ် နောက်တစ်နေ့သူမရဲ့မွေးနေ့ပွဲကျင်းပနေရဲ့ချိန်အဖေအမေအကိုယောက်ျားလောင်းသူတို့အောက်လုံးကရောက်ရှိလာတယ်။အဲ့ချိန်မထီမပဲအမဖြစ်သူလေးထရလာတယ်ညီမကိုတတ်မယ်ဆိုပြီးလို့တော့အဖေအမေအကိုယောက်ျားလောင်းအလုံးကသူမကိုကာကွယ်ပေးလိုက်တယ်။သူမလေးသူတို့ကိုကာကွယ်ပေးလိုက်လို့တယောက်ပြီးတယောက်ရက်ကိုပြုစုဆောင်ရှောက်ပေးခဲ့ပါတယ်။ဒါပေမဲ့ခွင့်တော်မလွတ်လပေးနိုင်တော့ဘူး။ယောက်ျားလောင်းကတော့သွေးထွက်တာများလွန်လို့ဇယုလူဖြစ်သွားတယ်။ပြီးတော့သူမလေးကောင်လေးချောနဲ့ဘဝတစ်တစ်ခုဆောက်၍ညားသွားကြပါတယ်။ဇလန်ကတော့ပြီးဆုံးသွားပြီဗျာ အဲချိန်မှာကောင်လေးချောကတူမကဘလောက်ထိစိတ်ယုံမှကြောင်းအန်ဒီကိုတခုမကြံပြောပြခိုင်းတယ်အဲချိန်ကျမှငလျင်လုံတဲ့ချိန်အကိုကိုကဲခဲတဲ့လူကတူမဆိုတာသိရပြီးတော့အဖေအမေအိမ်မပြောတဲ့ချိန်ပြူးစုတဲ့လူလေးတူမဆိုတာကိုသိရတယ်ပြီးတော့ယောက်ျားလောင်းအရန်ကြိုက်တဲ့စကက်ဖြူလေးအမအဖေတို့ကစင်တူလိုက်ဝယ်ဝစ်ထော်တာဆိုတာကိုလည်းသိရတယ်ပြီးတော့ကြောင်းတက်တဲ့အချိန်အမဖြစ်သူကတငယ်ချင်းတွေနဲ့ပေါင်း၍သူ့ညီမကိုနှိမ့်ဆက်တဲ့ဟာဒီလေးတွေ့ရမှာအမေဖေတွေကအရန်ဝဲနေနေတယ်အဲ့ချိန်မှာသူမကတိတ်တိတ်လေးထွက်သွားလိုက်တယ်ကောင်လေးချောကသူ့အမကသူမကိုဓမင်တက်တက်ကားနဲ့တိုက်ထိတယ်ဆိုပြီးပြောလိုက်မှာအမေဖေတွေကလုံးဝကိုစိတ်နာသွားပြီးမင်းအဆက်မပြတ်ကြားနေတယ်အခုကလေးသူမကမင်းရဲ့ညီမပဲလေမင်းဘလို့ဖြစ်လို့အဲ့လောက်တောင်လောက်လက်လိုက်တာလေးဆိုပြီးမေးတော့အမဖြစ်သူကသူ့ရဲ့လောက်ရက်ဒီအကုန်လုံးပေါ်သွားပြီဆိုတော့ဟန်မဆောင်နိုင်တော့ပဲအကုန်လုံးကျမလုပ်တယ်ငငယ်ကတည်းကအခုချိန်ထိမင်းတို့အားလုံးရဲ့အချစ်ကငါတယောက်တည်းအတွက်ပါမင်းတို့ပဲငါတယောက်တည်းကိုပဲချစ်မယ်ဆိုပြီးဘလို့ဖြစ်လို့သူမကိုပြန်မွေးရတာလေးပြောပြီးယောက်ျားလောင်းကိုလည်းငါအရင်ချစ်ခဲ့တာဒါပေမဲ့သူမကအားလုံးရဲ့အချစ်ကိုလူယူသွားတယ်အဲ့ဒါကြောင့်သူမပြောက်ွယ်သွားအောင်လုပ်မှာပဲဘာမှလို့လဲဆိုပြီးပြောလိုက်တော့အကုန်လုံးကစိတ်ပြည့်၍အဖေလေးဒီနေ့ကစ၍မင်းငါရဲ့သမီးမဟုတ်တော့ဘူးဆိုပြီးဆွန့်လွတ်လိုက်တယ်အဲ့ဒါကြောင့်ဒီနေ့ကစ၍အမကထောင်ကျသွားခဲ့ပါတယ်အခုမှအားလုံးကနောင်တတွေရနေကြတယ်ပြီးတော့ယောက်ျားလောင်းကသူမကိုမတွေ့တော့ဟိသူမကိုလိုက်ရှာနေတယ်မိဘတွေကလည်းဘလောက်ရှာမတွေ့တော့အိမ်မှာပဲထိုင်ငိုင်းနေတယ်အဲ့ချိန်မှာယောက်ျားလောင်းကသူမဘယ်မှာရှိတယ်ဆို၍ကျွန်တော်သိပြီဆို၍လိုက်ရှာကြည့်တော့ကျွန်းတစ်ခုမှာသူမရှိနေတာကိုတွေ့ရပြီးသူတို့မားပြီးသူတို့ကိုခွင့်လွှတ်ပေးပါဆိုပြီးဒူးတောက်ရီတောက်ပန်နေကြတယ်သူမသူတို့ကိုခွင့်မလွှတ်ပေးတော့ခွင့်လွှတ်ပေးသည့်အထိတောက်ဆူနေတယ်ပြီးတော့နောက်ကနေမူးလဲသည့်အထိတချင်လုံးလိုက်နေတယ်နောက်တစ်နေ့မှာသူမကကောင်လေးချောရဲ့အိမ်ကိုလိုက်သွားနေအိမ်ရောက်မှသူတို့အရန်ချမ်းသာကြောင်းထိရ၍သူမကပြန်သွားမလို့လောက်တော့ကောင်လေးချောရောသူတို့မိသားစုတွေရောသူမကိုတားဆီးကပ်ပြီးသူတို့သူမကိုအရန်ချစ်ကြတာပဲကိုတွေ့ရလို့သူမလေးအိမ်ထဲကိုလိုက်သွားလိုက်တယ်ပြီးတော့ကောင်လေးချောကသူမကိုလက်ထပ်ခွင့်တောင်းလိုက်တယ်အဲအချိန်မှာယောက်ျားလောင်းရောက်လာ၍သူတဘောမတူနဲ့ကျွန်တော်မားခဲ့တယ်ဆိုတော့ကျွန်တော်သိတယ်ကျွန်တော်အရင်ကအမားတွေအများကြီးလုပ်ခဲ့တယ်အမေကအများကြီးနာကျင်စေခဲ့တယ်ဒါပေမဲ့ကျွန်တော်အခုပြောင်းလဲဖို့အရင်စူးစမ်းနေတယ်ငါရဲ့ဘဝမှာမင်းမရှိလို့မဖြစ်ဘူးငါမင်းကိုချစ်တဲ့အချက်ကဘရောမှမပြောင်းလဲဘူးအဲကြောင့်ကျွန်တော်ကိုမင်းကိုပေးဆက်ဖို့အခွင့်အရေးနောက်တစ်ခေါက်ထပ်ပေးပါနော်ငါနှလုံးသားထဲမှာမင်းကိုလွမ်းလို့ယုံတော်မယ်ငါတောင်းဝတ်ပါတယ်အခွင့်အရေးနောက်တစ်ခေါက်ထပ်ပေးပါငါအထက်နဲ့ရင်ပြီးမင်းကိုချစ်သွားကောင်လေးချောကမင်းတန့်လို့လားဆိုပြီးသူ့ရဲ့လိုက်ကိုဖယ်လိုက်တယ်သူမကသူ့ကိုအရန်နောက်ကျသွားပြီဆိုပြီးကောင်လေးချောကိုသူ့ရဲ့လက်ထပ်ခွင်းတောင်းတာကိုသဘောတူကြောင်းပြောလိုက်တယ်ပြီးတော့သူတို့နှစ်ယောက်ကဖတ်ပြီးသူ့ရဲ့ရှေ့မှာနမ်းပြလိုက်တယ်ယောက်ျားလောင်းကမျက်ရည်တွေနဲ့ကိစ္စမရှိဘူးမင်းတို့နှစ်ယောက်ကွာရှင်းတဲ့နေ့အထိငါစောင့်နေမယ်ဆိုပြီးထွက်သွားလိုက်တယ်သူတို့နှစ်ယောက်ကတော့အရန်ပျော်ရွှင်နေကြတယ် နောက်တစ်နေ့သူမရဲ့မွေးနေ့ပွဲကျင်းပနေရဲ့ချိန်အဖေအမေအကိုယောက်ျားလောင်းသူတို့အောက်လုံးကရောက်ရှိလာတယ်အဲ့ချိန်မထီမပဲအမဖြစ်သူလေးထရလာတယ်ညီမကိုတတ်မယ်ဆိုပြီးလို့တော့အဖေအမေအကိုယောက်ျားလောင်းအလုံးကသူမကိုကာကွယ်ပေးလိုက်တယ်သူမလေးသူတို့ကိုကာကွယ်ပေးလိုက်လို့တယောက်ပြီးတယောက်ရက်ကိုပြုစုဆောင်ရှောက်ပေးခဲ့ပါတယ်ဒါပေမဲ့ခွင့်တော်မလွတ်ပေးနိုင်တော့ဘူးယောက်ျားလောင်းကတော့သွေးထွက်တာများလွန်လို့ဇယုလူဖြစ်သွားတယ်ပြီးတော့သူမလေးကောင်လေးချောနဲ့ဘဝတစ်တစ်ခုဆောက်၍ညားသွားကြပါတယ်ဇလန်ကတော့ပြီးဆုံးသွားပြီဗျာ